ဟိုးရှိတုန်းကမုတ်ဆိုးထောင်ထားတဲ့ထောင်ချောက်ထဲမှာကြားတစ်ကောင်မိနေတဲ့ကြားလဲမုတ်ဆိုးမလာခင်လွတ်အောင်ဆိုပြီးထောင်ချောက်ကိုပါဇက်နဲ့ကိုက်လက်သေးနဲ့ကုတ်ကိုလုံးနဲ့တိုက်တဲ့ဒါပေမဲ့ထောင်ချောက်ကအင်မတန်ခိုင်တော့တကားလဲမပွင့်ကျိုးလဲမကျိုးပေါက်လဲမပေါက်တော့ဘူးတဲ့ဒါနဲ့ဝမ်းနဲ့ပလက်နဲ့ထိုင်းပြီးမှိုင်နေတော့ပုံနာတယောက်လမ်းလျှောက်လာတာကိုမြင်တာနဲ့အိုးသူတော်ကောင်းပုံနာကြီးထောင်ချောက်တကားကိုဖွင့်ပေးစမ်းပါလို့တောင်းပန်တဲ့ဖွင့်မပေးရပါဘူးဖွင့်ပေးရင်ကျုပ်ကိုစားမှာပေါ့လို့ပုံနာကပြန်ပြောတယ်မစားပါဘူးပုံနာကြီးရဲ့မစားယုံနေမကပါဘူးကျွန်တော်အသက်ကိုလည်းကယ်ခဲ့တဲ့အတွက်တသက်လုံးကြုံခံပြီးတော့ဂျေဇုဆက်ပါအောင်မယ်လို့ကြားကပြန်ပြောတဲ့ဒီလိုပြောရင်နဲ့ကြားငဆင်းလင်းဟာရှိုက်ကြီးတငင်နဲ့ငိုပါလျော်တဲ့ချိန်လိုက်တာလဲဖះစုမိုးကြိုးပြစ်အကုန်ပါပဲတဲ့ဒီတော့ပုံသားလဲတနာလာတာပေါ့အဲ့ဒါနဲ့တူပြောရမယ်ဆိုရင်တော့ထောင်ချောက်တကားကိုဖွင့်ပေးလိုက်တာပေါ့ထောင်ချောက်ပြင်ကိုရောက်တာနဲ့တပြိုင်နက်ကြားလဲဘုံဆိုဟိမ့်လိုက်ပြီးပုံသားကိုဖမ်းတာပေါ့ဟဲ့ပုံသားနင်းလောင်မိုက်တဲ့လူများလောကမှာရှိသေးသလားငါထောင်ချောက်ထဲမှာယုံရကန်ရနဲ့ဝမ်းဟာနေတာအခုနင့်ကိုစားရမှဝါတော့မှာပဲလို့ပြောတဲ့ဒီတော့ပုံသားလဲကြောက်အားလန့်အားနဲ့အသက်ချမ်းသာပေးဖို့တောင်းပန်တာပေါ့အချိန်တောင်းပန်တော့မှကြားစီကဂရိတစ်ခုကိုရတဲ့ဘာဂရိလဲဆိုတော့ကြားလုတ်ပုံဟာတရားသလားမတရားဘူးလားဆိုတာပထမဆုံးတွေ့ရတဲ့အရာ၃ခုစီကနေမေးပြီးအဆုံးဖြတ်ခံရမယ်အဲ့ဒီအရာ၃ခုကတရားတယ်ဆိုရင်ပုံနာဟာကြားစားတာခံရမယ်မတရားဘူးဆိုရင်တော့ပုံနာကိုကြားကချမ်းသာပေးမယ်အဲ့ဒီဂတိကိုရတဲ့အဲ့ဒီအခါပုံနာကညောင်မင်းကြီးကိုမေးတဲ့ညောင်မင်းကြီးကလည်းအေးဆက်နဲ့ဟောဒီလိုပြန်ပြောလိုက်တဲ့အတင်ပုံနာလောကမှာကျေးဇူးသိတဲ့သူရဲ့လို့အရှားသာကျွန်ုပ်ကိုကြည့်ကျွန်ုပ်ဟာခီးသွားတွေကိုအရေးအာဝါဒပေးတယ်မဟုတ်လားဒါပေမဲ့သူတို့ကကျွန်ုပ်ကိုကျေးဇူးမတင်တဲ့အပြင်ကျွန်ုပ်အကိုင်းတွေကိုချိုးပြီးနွားစာကျွေးသေးတယ်။အိုးညင်းညူနေပါနဲ့အတင်ပုံနာအစားသာခံလိုက်ပါတဲ့။ညောင်မင်းကပြောတယ်။ဒီတော့ပုံနာလဲရင်လေးနဲ့ကွင်းနဲ့ရှောက်ရှာတော့စီစုံလှဲ့နေတဲ့ကျွဲကြီးကိုတွားတွေ့တဲ့။ကျွဲကြီးကိုလည်းသူ့အဖြစ်ပြက်တွေကိုပြောပြတာပေါ့လေ။ဒါပေမဲ့ကျွဲကြီးကလည်းခက်အေးပဲဟောဒီလိုပြန်ပြောလိုက်တဲ့။အိုးပုံနာကြီးကျေးဇူးကမ်းတာဟာအဆန်းမဟုတ်ပါဘူး။ကျုပ်ရွယ်ပြိုတော့ကနိုးကြိုထွက်တော့ကျုပ်ကိုနှမ်းပတ်ကျွေးပြီးစံစည်းရည်တိုက်တယ်အခုရွယ်အိုလို့နိုးကြိုမထွက်တော့ချောင်းရည်တောက်ပြီးမျက်ခြောက်စားနေရပါပဲကောလို့ပြန်ပြောလိုက်တဲ့ပုံနာလဲစိတ်ပြက်နဲ့လမ်းမကြီးကိုသူ့အကြောင်းပြောပြီးအကူအညီတောင်းပြန်တဲ့လမ်းမကလည်းမထူးပါဘူးပုံနာကြီးကျေးဇူးသိတဲ့လူကိုရှာရင်မောယုံရှိတော့မှာပေါ့ကျုပ်ဟာလူတိုင်းအတွက်အသုံးကျတယ်မဟုတ်လားဒါပေမဲ့လူတွေဟာကျုပ်ပေါ်မှာလမ်းလျှောက်ပြီးဆက်လိပ်ပြချွေခဲ့တာပဲတတွေးလဲထွေးခဲ့တာပဲမဟုတ်လားလို့ပြောလိုက်တဲ့ဒီတော့ပုံနာလဲစိတ်ပြက်နဲ့ကြားစီကိုခြေဦးလှဲ့ပြီးအပြန်မှာခြုံမှုတစ်ခုတွေကနေပြီးတောခွေးတစ်ကောင်ကခေါ်တဲ့ဗျိုးပုံနာကြီးမျက်နှာညှိုးငယ်နဲ့ဘာများဖြစ်လို့လဲလို့မေးတဲ့အဲ့ဒီအခါပုံနာကလည်းဖြစ်သမျှကိုတခုမကြမ်းပြန်ပြောတာပေါ့ပုံနာကခရီးစီတွင်းကြပြန်ပြောလို့လဲပြီးရောတောခွေးကအမလီပုံနာကြီးရဲ့အဖြစ်ပြက်ကလည်းတပုတ်ဦးထက်ရှုပ်ပါသေးကလားကျုပ်တော့ဖြင့်ဘာကိုမှနားမလည်နိုင်ဘူးပြန်ပြောအောင်ဗျာလို့ပြောတဲ့ပုံနာလဲအစကနေအဆုံးထိတလုံးမကြမ်းပြန်ပြောတဲ့တောခွေးကလည်းစိတ်ရှုပ်တဲ့အမူအရာနဲ့ခေါင်းကိုခါပြီးအင်းအတော်နားလေဖို့ခက်တာပဲပုံနာကြီးပြောသမျှဟာဟောဒီနားပေါက်ထဲဝင်ပြီးဟောဒီနားပေါက်ကထွက်သွားတယ်လို့ထင်တာပဲဖြစ်တဲ့နေရာကိုသွားကြည့်မှနားလည်နိုင်မယ်ထင်တယ်ကဲဖြစ်တဲ့နေရာကိုလိုက်ပြစမ်းပါလို့ပြောတဲ့အဲ့ဒါနဲ့ပဲပုံနာနဲ့တောခွေးဟာကြားကြီးစောင့်နေတဲ့ထောင်ချောက်စီကိုသွားကြတဲ့ကြားကြီးလည်းပုံနာကိုစားမယ်တကယ်နဲ့အစွဲကိုချွန်းလက်သေးကိုသွေးလုံနေတဲ့ဟဲပုံနာရုပ်နင်းသွားတာလဲကြာလှပြီငါဝမ်းလဲစာလှပြီအတင်ဘဲပြေးမတုံးတေဖို့သာပြင်ပေတော့လို့ကျင်းတဲ့ဒီ
ဒီတော့ပုံနာကအရှင်ကြားကြီးခဏလောက်တော့တီးခံမှာဟောဒီမိတ်ဆွေတောခွေးကတိချင်လို့အဖြစ်ပြက်ကိုရှင်းပြပါရစေအောင်လို့တောင်းပန်တဲ့ကြားကသဘောတူလိုက်တယ်ပုံနာကလည်းအစအဆုံးပြန်ပြောပြတဲ့ပြီးတဲ့အခါကျတော့တောခွေးကအော်ငါညံနေတုံးလိုက်လေချင်းကဲဗျာပြန်ပြောစမ်းမအောင်မိတ်ဆွေပုံနာကိုထောင်ချောက်ထဲမှာကြားကြီးကလမ်းလျှောက်လာဟုတ်ပါစားဗျာလို့ပြောတဲ့ဒီတော့ကြားကြီးကဖီတဲမိုက်တဲ့ခွေးအပဲငါကထောင်ချောက်ထဲမှာကွာငါကထောင်ချောက်ထဲမှာလို့ဒေါသရီမန်နီနဲ့ပြောတာပေါ့ဒီအခါတောခွေးကကြောက်ချင်အောင်ဆောင်ပြီးဒူးတုံတုံလက်တုံတုံနဲ့ဟုတ်ကဲ့ကျွန်တော်ကထောင်ချောက်ထဲမှာအော်ရောင်းလို့ကြားကြီးကပုံနာထဲမှာထောင်ချောက်ကလမ်းလျှောက်လာအေးလေမဟုတ်သေးပါဘူးငါနဲ့မိုက်ပါပြီးတော့တီးခံမှာကြားကြီးရဲ့ကျွန်တော်ကညံတုံးလွန်းလို့နားလည်နိုင်မယ်မဟုတ်ပါဘူးလို့တောင်းပန်တဲ့ဒီတော့ကြားကြီးလဲဒေါသထွက်ပြီးနားလေရမယ်ဟောဒီမှာကြည့်ငါလှုပ်ပြမယ်ငါကဘသူလဲကြားကြီးပေါ့ဟုတ်လားမေးတဲ့ဟုတ်ပါတယ်ကြားကြီးခမညာဟောတာကဘသူလဲပုံနာပေါ့ဟုတ်လားဟုတ်ပါတယ်ကြားကြီးခမညာကောင်းပြီဟောတာကဘာလဲထောင်ချောက်ပေါ့ဟုတ်သလားဟုတ်ပါတယ်ကြားကြီးခမညာငါကဟောဒီထောင်ချောက်ထဲမှာနားလေရဲ့လားဟုတ်ကဲ့မဟုတ်ဘူးပြောစမ်းမအောင်ခမညာနာဝေးပါပြီကွာလို့ကြားကြီးကစိတ်ရှုပ်တော့ငေါက်လိုက်တဲ့ဟုတ်ကဲ့ကြားကြီးကထောင်ချောက်ထဲကိုဘလို့များရောက်သွားတာပါလဲခမညာလို့တောခွေးကထပ်မေးတဲ့ထုံးစံတိုင်းရောက်တာပေါ့ကွာမေးစရာလိုသေးသလားလို့ကြားကပြန်ပြောတဲ့ထုံးစံတိုင်းဆိုတာဘလို့များလဲဗျာမသိရဘူးလားလို့တောခွေးကမေးပြန်တာပေါ့ဒီလိုမေးတော့ကြားကြီးလဲစိတ်ဆိုးတဲ့ဆိုးလာလို့ထောင်ချောက်ထဲကိုပြေးဝင်လိုက်ပြီးဟောဒီလိုကွာဟောဒီလိုတိပလားလို့ပြောတဲ့အဲ့ဒီအခါတောခွေးကလည်းထောင်ချောက်တကားကိုအตาလေးကြည့်ကနေပိတ်ချလိုက်ပြီးအော်ဒီလိုကိုကြားကြီးကထောင်ချောက်ထဲမှာပုံနာကြီးကလမ်းလျှောက်လာအကောင်းသားပဲဗျာလို့ပြောဆူဆူနဲ့ချုံမုတ်ထဲကိုဝင်သွားပါလေရောတဲ့ကလေးတို့ရေဒီလိုနဲ့ပဲဂတိမတီကောက်ချစ်တဲ့ကြားကြီးဟာထောင်ချောက်ထဲကိုပဲပြန်လဲရောက်ရှိသွားပြီးတော့ခွေးလေးရဲ့ဉာဏ်ပညာရှိမှုကြောင့်ပဲပုံနာဟာလည်းကြားစားခံရခြင်းအသက်ဘေးကနေလွတ်မြောက်သွားရတာပေါ့ကလေးတို့ရဲ့ဒီလိုပုံမြင်ကောင်းလေးတွေကိုနားထောင်ခြင်းနဲ့ဟုတ်ဒါဆိုရင်တော့ Mama Story House Channel လေးကို Like and Subscribe လေးလုပ်ထားနော်